အားလုံးပဲမင်္ဂလာပါဆမကတော့ Python programming basic course ကိုပေါ့နော် programming ကိုလုံးဝမသိသေးတဲ့သူတွေနားလည်အောင်အခြေခံကနေစပြီးတော့မှပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးပြောပြပေးခြင်းတော့အကြောင်းအရာကတော့ဒီ programming ဆိုတာဘာလဲဆိုတာကိုသိရပါမယ် programming ဆိုတာဘာလဲသိပြီးတော့ရင်တော့ဆမတို့ဆက်ပြီးတော့လေ့လာမယ် Python programming ဆိုတာဘာလဲဒါတွေကိုစပြီးတော့မှလေ့လာသွားကြမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ဆရာမပြောချင်တာကတော့ programming language ဆိုတာဘာလဲပေါ့နော် programming ဆိုတာတော့အဓိကတော့ဘာလဲဆိုလို့ရှိရင်ဒီတို့ကလူတွေကတကယ်လုပ်နေတဲ့အလုပ်တွေအကုန်လုံးကိုဒီကျဲတို့ကလူကိုယ်တိုင်မလုပ်တော့ဘဲနဲ့ကွန်ပျူတာကိုဘာလုပ်ရမလဲဆိုတာတွေကိုဒီကျဲတို့ကအမိန့်ပေးခိုင်းစေခြင်းလို့ programming language တွေကိုရေးတာဖြစ်ပါတယ်အဲ့တော့ကွန်ပျူတာကိုလူတွေအတိုင်းစဉ်းစားနိုင်အောင် programming language နဲ့ပြောပြရတာဖြစ်ပါတယ်เนาะဥပမာအားဖြင့်ဆိုလို့ရှိရင်မုံဝယ်ဖို့လူတယောက်ကိုပြောလိုက်မယ်ဆိုလို့ရှိရင်လူတယောက်ကဘာတွေအရင်လုပ်ရမှာလဲမုံဝယ်ဖို့အတွက်ဆိုင်ကိုသွားရပါမယ်ဆိုင်ကိုသွားပြီးရင်မုံဝယ်ရပါမယ်မုံဝယ်ပြီးရင်အိမ်ကိုပြန်လာရပါမယ်အဲ့တော့အဲ့ဒီရဲ့အဆင့်တွေကိုကွန်ပျူတာကိုလည်းအဲ့တိုင်းပဲအစဉ်စဉ်ပြောပြရပါမယ်ပထမအဆင့်ဆိုင်ကိုသွားရပါမယ်ပြီးရင်မုံဝယ်မယ်ပြီးရင်ပြန်လာပါမယ်ဆိုတဲ့အဆင့်တွေကို step by step အနေနဲ့ instruction သူ့ကိုပေးရပါမယ်အဲ့တော့ဒါဆိုရင် programming ဆိုတာဘာလဲဆိုတာကိုနားလည်လောက်ပြီးထင်ပါတယ်အဲ့တော့ဒါဆိုရင်ကျမတို့ဆက်ပြီးတော့မှလေ့လာရမယ် Python ဆိုတာဘာလဲဆိုတာကိုလေ့လာကြပါမယ်အဲ့တော့ Python ဆိုတာကတော့ programming language တစ်ခုပဲဖြစ်ပါတယ်သူ့ကို1992ခုနှစ်မှာ Cordova Barroson ဆိုတာကcreate လုပ်ခဲ့တာဖြစ်ပါတယ်ပြီးတော့ Python ဟာဆိုလို့ရှိရင် intern မှာရေးရလွယ်တယ်readable လည်းဖြစ်ပါတယ်ပြီးတော့စပြီးတော့မှလေ့လာခြင်းတဲ့သူတွေအတွက်လည်းလွယ်ကူတဲ့ programming language လေးတစ်ခုဖြစ်ပါတယ်အဲ့တော့Python ကိုဘာကြောင့်မို့လို့သင်တာလဲဆိုတော့ beginner တွေလုံးဝပဲစပြီးတော့မှ programming language ကိုစလေ့လာတဲ့သူတွေအတွက် beginner တွေအတွက်အရန်ကိုလွယ်ပါတယ်ပြီးရင် logic ကိုသူကအလေးထားပါတယ်နောက်ပိုင်းမှာဆိုလို့ရှိရင် Chero တွေဒီ basic Python ကိုတက်သွားပြီးရဲ့နောက်မှာ industry ဘိုင်းမှာဒီ effective ဖြစ်နဲ့အသုံးချသွားနိုင်မှာဖြစ်ပါတယ်အဲ့တော့ Python ကိုဘယ်နေရာတွေမှာသုံးတာလဲဆိုရင် Chero web development တွေမှာလည်းသုံးလို့ရတယ် data science ဘိုင်းတွေAI ဘိုင်းတွေအခုနောက်ပိုင်းခေတ်စားလာတော့ AI ဘိုင်းတွေmachine learning တွေ game development တွေအထိ Python ကိုဆက်လက်ပြီးတော့မှအသုံးပြုလို့ရနိုင်ပါတယ်အဲ့တော့ဒီနေ့အကြောင်းအရာလေးကတော့ programming ဆိုတာဘာလဲဆိုတဲ့အကြောင်းအရာလေးကိုနည်းငယ်လေးမြည်လေးပေးပါတယ် programming ဆိုတာတော့အဓိကတော့ဘာလဲဆိုတော့ကွန်ပျူတာကိုအမိန့်ပေးခိုင်းစေတာဖြစ်ပါတယ်ကွန်ပျူတာကလှုပ်ဆောင်နိုင်အောင်ပြောပြပေးတဲ့language လေးတစ်ခုဖြစ်ပါတယ်အဲ့တော့ Python က beginner friendly programming language ဖြစ်တယ်ဆိုတာကိုလည်းဆရာမကပြောပြခဲ့ပြီးဖြစ်ပါတယ်အဲ့တော့နောက် lesson မှာ Python installation ဘယ်လိုလုပ်မှလဲ first Python program ကိုဘယ်လိုမျိုးတွေစပြီးတော့မှလေ့လာသွားမလဲဆိုတဲ့ဟာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်